ချင်းသေးဟောက်တန်ပြန်ကြားရပြီဗျာအင်္ဂလန်တို့ရဲ့အမိုက်စာတမ်ဘတ်နဲ့အတူ16တင်းအဆင့်ကိုတက်လန်းသွားခဲ့ပါပြီပွဲပြီးရလက်အနေနဲ့အင်္ဂလန်ကကွန်ဂိုဒီအာကို2-9နဲ့အနိုင်ရရှိခဲ့တာပါမိနစ်80ကျော်အထိရင်တမမနဲ့စောင့်ကြည့်ခဲ့ရတဲ့ကမ္ဘာဖလား32တင်းအဆင့်ပွဲစဉ်မှာတော့ Harry Kane ရဲ့တွင်းဂိုးတွေနဲ့အတူအင်္ဂလန်တို့အဖိုးတန်အနိုင်ရလက်ကိုဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ပွဲအစ9မိနစ်မှာတင်စီပန်ကာရဲ့တွင်းဂိုးကြောင့်ဒီအာကွန်ဂိုတို့ဦးဆောင်နိုင်ခဲ့ပြီးပထမပိုင်းမှာကွန်ဂိုဂိုးသမားရဲ့လက်စွမ်းပြမှုတွေကြောင့်အင်္ဂလန်တို့အတော်လေးရုန်းကန်ခဲ့ရတာပါဒါပေမဲ့ဒုတိယပိုင်းမှာတော့မှန်ကန်တဲ့လူစားလဲမှုတွေနဲ့အတူပွဲကိုပြောင်းပြန်လာနိုင်ခဲ့ပါတယ်အထူးသဖြင့်လူစားဝင်ကစားသမားဂေါ်ဒွန်ရဲ့ဖန်တီးမှုတွေကပွဲရဲ့အဆုံးဖြတ်ဖြစ်ခဲ့တာပါပွဲချိန်85မိနစ်မှာဂေါ်ဒွန်ရဲ့ဖန်တီးမှုကတစ်ဆင့် Harry Kane ကအင်္ဂလန်အတွက်လိုအပ်နေတဲ့ခြေပေါက်ကိုသွင်းယူပေးခဲ့ပါတယ်ပွဲချိန်86မိနစ်မှာလည်းဂေါ်ဒွန်ရဲ့ဒုတိယမြောက်ဖန်တီးမှုကနေပဲ Kane ကအနိုင်ဂိုးကိုအပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်ဒီအာကွန်ဂိုတို့အနေနဲ့အကောင်းဆုံးစူးစမ်းခဲ့ပေမဲ့32တင်းအဆင့်ကနေပဲနှုတ်ဆက်ထွက်ခွာသွားခဲ့ရပါပြီအင်္ဂလန်တို့ရဲ့နောက်ထပ်16တင်းအဆင့်ပြိုင်ဘက်ကတော့မက်ဆီကိုအသင်းပဲဖြစ်ပါတယ်ဗျာပရိသတ်ကြီးတို့ရေအခုလိုစိတ်လှုပ်ရှားစရာကမ္ဘာဖလားပွဲစဉ်တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ page ကိုအခုပဲ like လုပ်ပြီးတော့ follow လုပ်ထားပေးဖို့မမေ့နဲ့အုံတော်ပြီးတော့ဒီဗီဒီယိုလေးကိုလည်း share လုပ်ပေးသွားကြပါဦးခင်ဗျာနောက်ပွဲတွေမှာရောအင်္ဂလန်တို့ဘယ်လိုဆက်ပြီးခြေစွမ်းပြသွားဆိုတာပရိသတ်ကြီးတို့ဘယ်လိုထင်လဲမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာ